မင်္ဂလာပါရှင် MH collection ကနေအသစ်ထွက်ထားတဲ့ဒီလိုပြီးချီထိုးလေးကိုမှာရှက်လက်ရှည်ဘောင်းမီလက်ရှည်ပေါ့နော်စတိုင်ပန်အရှည်ဆိုပြီးတော့မှဒီလိုမျိုး1 set လေးထွက်ထားပေးပါတယ်1 set ကိုမှလက်ကားစစ်ကလည်း2100ပဲရှိပါတယ်အရင်ဦးဆုံးပေါ့နော်သူ့ရဲ့အာတာချက်ကတရဒီ1 set မဝစ်ပြခင်သူ့ရဲ့ဒီရှက်လေးတီးတန်းကိုအရင်ပြပေးပါမယ်ရှက်လေးတစ်ထည်လေးကိုပဲအပြင်ဝစ်မယ်ဆိုလို့ရှိရင်လေဒီအရန်ကိုမှပွဲတိုးတိုးပေါ့နော်အောက်ပိုင်းဗာနဲ့မဆိုလဲတွဲပြီးတော့ဝစ်လို့ရတဲ့တရားခုဝစ်ထားတာစကတ်တိုးစကတ်ရှင်နောက်ကကျဂျင်းမောင်းမီတိုဂျင်းမောင်းမီရှင်အကုန်လုံးနဲ့ဝစ်လို့ရတဲ့အပြင်ကိုမှသူဒီအထဲပဲထုတ်ရမလားအပြင်ပဲထုတ်မလားကြိုက်တယ်လို့ကိုဝစ်လို့ရတယ်နောက်ကကျအောက်ကနေပြီးတော့မှကျွတ်တလုံးလေးတွေရင်ကန်လေးတွေနောက်ကကျအပေါ်ကနေပြီးတော့မှရှက်အနေနဲ့လည်းထပ်ပြီးတော့ဝစ်လို့ရတော့သူ့ရဲ့ဒီဇိုင်းပေါ့နော်အဲ့ဆိုရှင်တရားကဒါလေးကိုစတိုင်ပတ်အနေနဲ့တွဲပြီးတော့ဝစ်ပြပေးပါမယ်ဒါလေးဆိုလို့ရှိရင်တော့ຫນွေမိုးဆောင်အကုန်လုံးဝစ်လို့ရတယ်ရှက်လက်ရှည်လေးရဲ့ဆိုင်မဲ့အရှည်ဒီဇိုင်းလေးရဲ့ပေါ့နော်သူ့ရဲ့အသားကကျချီကိုမတူတီရှန်ကြီးအသားနဲ့လာထားတာမဟုတ်ဘဲနဲ့ကိုချီအထူပေါ့နော်ချီအထူကလေပြောမှဆိုသူ့ရဲ့ချီရဲ့ base အသားကဘယ်လိုအသားနဲ့တော်တော်မြန်မာချီကွာတယ်တို့ဒီမြန်မာချီလို့ချီသားမျိုးเนาะမြန်မာချီလို့ချီသားမျိုးသူကချီသားထူလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ຫນွေမိုးအကုန်လုံးအစီပြီးတဲ့ပြင်မှာစောင်းတွေမှာပါတယ်အဲ့လိုမျိုးနှွေးထွေးလေးနဲ့ဝစ်လို့ရတော့ဒီဇိုင်းပေါ့နော်အဓိက main signature ကတော့ဒီမှာသူ့ရဲ့ဒီ lovi ပေါ့နော် lovi လည်းခေါ်လဲလွဲဖယ်လို့လည်းခေါ်တယ်ဒါဟိုအင်္ဂလိပ်အတန်တော်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲ့ဒီသူ့ရဲ့ brand ပေါ့နော် brand logo ကိုမတဲ့တို့ကဒါချီတိုးအပြည့်နဲ့ထိုးထားပေးပါတယ်ဒီချီတိုးကလည်းထွက်သမျှတိုင်းထုတ်သမျှတိုင်းကိုရောင်းကုန် bestseller design ပေါ့နော်ကာလာကတော့10ရောင်လာတယ်ကာလာ10ရောင်ကို9တဲ့စီခွဲထားပေးเนาะကာလာ10ရောင်9တဲ့စီခွဲထားပေးလို့ဆိုပထမဦးဆုံးယူတဲ့10တဲ့တွဲယူတဲ့အထည်တရားကတော့အယောင်အညီအကုန်အပြည့်ရမယ်နောက်ပိုင်းအယောင်လေးတွေဆိုလို့ရှိရင်เนาะဒီ9တဲ့နှစ်တွဲယူလို့ရှိရင်တရောင်ထပ်တာလေးတွေပါလေးတွေအဲ့လိုမျိုးလေးတွေဖြစ်တတ်ပါတယ်ပထမဦးဆုံးယူတဲ့ဒီ10တဲ့တွဲယူတဲ့သူတွေကလည်းအယောင်လုံးဝမထအောင်ထည့်ပေးပါတယ်ရေ size ဆိုလို့ရှိရင်ရေ size 42 44လောက်ထိရတယ်ဘောင်းမီဆိုလို့ရှိရင်လုံးဝ size အပြည့်ပေါ့เนาะ size ဘေးဒီဟာကလုံးဝဒီမျိုး style ပန်ခွားတွေနဲ့လာထားပေးပါတယ်ပတ်တန်အရန်ကောင်းပါတယ်ဒီမှာเนาะသူကဒီလိုမျိုးအရှိဆိုလုံးဝပြကတ်အရှိထောက်လိုင်းနေနဲ့လာเนาะအနောက်ကဒီမျိုးနောက်ချက်ပေါင်နဲ့လာတယ်ပုံမှန်1 set ချုပ်တဲ့ပတ်တန်နဲ့ချုပ်တာမဟုတ်ဘဲနဲ့ကို style ပန်ပတ်တန် style ပန်ဒီဇိုင်းချုပ်တာဖြစ်တဲ့ကြောင့်မို့တဲ့တို့ဒီကချုပ်တယ်ဆိုလို့ရှိရင်ချုပ်ခါကလည်းပိုတယ်ပေါ့เนาะအဲ့တော့ဒီမှာဒါတရားအယောင်လေးတွေပြပေးမယ်เนาะလိမ္မော်လေးတစ်ယောင်လာမယ်သူ့ရဲ့အယောင်လေးတွေကဒီမှာအဲဆိုလို့ရှိရင်အသားလာမယ်ဒီမှာပြချက်အသားလာမယ်အနက်ကလေးလာမယ်မနော်တရားဒီတိုင်းလေးပဲအယောင်လေးတွေပဲအကျန်းပြလိုက်မယ်เนาะအသားလာမယ်အနက်လာမယ်နောက်ကကြဒီမှာပန်းလေးလာမယ်ဒီမှာပန်းလာမယ် make up ကလေးလာမယ်ဒီမှာတော့သူ့ရဲ့အယောင်လေးတွေကပန်းလာမယ် make up လာမယ်နောက်တစ်ခုဆိုလို့ရှိရင်ဒီမှာထားဆိုလို့ရှိရင်အယောင်လေးလေးတော်တော်ထားတယ်အစိမ်းလေးရယ်အဝါလေးရယ်မနော်ဒါလေးအဝါလေးတော်တော်လာစိမ်းလေးရယ်အဝါလေးရယ်တရားလာပါမယ်ကာလာ10ရောင်း9တဲ့ address စီပါလက်ကားဖောက်တယ်လေအခုတစ်ခါလေးတန်းပြီးတော့မှ order တင်ထားလို့ရပါပြီရှင်ဒီလိုအယောင်လေးတွေလာပါတယ်ရှင်အဲ့ဆိုလို့ရှိရင်တတားပါ